လူပုံအလဲမှာမိမဖြစ်သူဟာတခြားယောက်ျားလေးတစ်ယောက်နဲ့နမ်းနေတာကိုတွေ့လိုက်ရတဲ့မင်းခန့်တစ်ယောက်ဘလို့တွေဒေါသဖြစ်သွားမလဲဆိုတာဒီအပိုင်းလေးမှာစကြည့်လိုက်ရအောင်တထေးကြီးရနိုင်တစ်ယောက်သူ့မိမဖြစ်သူတီတာဟာတခြားယောက်ျားလေးနဲ့ဖန်နှမ်းနေတာကိုတွေ့လိုက်ရတော့ဒေါသအကြီးအကျယ်ထွက်သွားပါတယ်ဒေါသထွက်ပေမဲ့လည်းလူမြင်ကွင်းဖြစ်နေလို့အချက်ကွင်းမှာစိုးရိမ်ပြီးဝင်မသားရဲခဲ့ပါဘူးတီတာဟာယောက်ျားဖြစ်သူရနိုင်ကိုစိတ်ကုန်သွားလို့ကွာချင်းနိုင်ဖို့ဆိုငါနာမည်ပြက်လဲဂရုမစိုက်ဘူးတူတောင်အဖြစ်မှာပွေရှုပ်သေးတာပဲငါလို့တော့ဘာဖြစ်လဲဆိုပြီးမိုက်ကန်ကန်ပဲမင်းခန့်တယောက်ကိုရင်ဖွင့်ပါတော့တယ်တစ်ဖက်မှာတော့ရန်နိုင်ကမိမဖြစ်သူဟာတူးချိမှတင်တခြားကောင်လေးနဲ့ရွေ့ပြသွားတော့ရန်နိုင်တယောက်ဘလို့မှတီးမခံနိုင်တော့ပါဘူးချက်ချင်းပဲတူလူတွေကိုလွတ်ပြီးအဲကောင်လေးကိုကားပေါ်အတင်ဖန်းခေါ်ခိုင်းလိုက်ပါတယ်မင်းခန့်ကလည်းသွေးအေးနဲ့ပဲနေခင်းကြောင်တောင်ကြီးလူကိုပြန်ပေးဆွဲတာလားလို့မေးလိုက်ပါတယ်ဒီတော့ရန်နိုင်ကငါဘလူလဲဆိုတာမင်းသိရလားဆိုပြီးမန်ပပါနဲ့ပြန်ဟောက်လိုက်ပါတယ်ဒီအချိန်မှာကောင်လေးကလည်းစိတ်အေးပဲရန်ဂရုရဲ့နာမည်ကြီး CEO ကိုဘသူကမသိပဲနေမလဲဆိုပြီးခနဲ့တဲပြန်ဖြေလိုက်ပါတယ်ဒီတော့မှရန်နိုင်ကတထိပ်ပီပီငွေနဲ့ပေါက်ပြီးပြဿနာကိုဖြေရှင်းဖို့စကားဆပါတော့တယ်ငါ့ကိုတိတယ်ဆိုရင်လဲမင်းလိုရှင်တဲ့ငွေအမောင့်ကိုပြောပြီးရင်ငါမိမနာကနေဝဝင်းနေဆိုပြီးအမိန်ပေးလိုက်ပါတယ်ဒါပေမဲ့မင်းခန့်ရဲ့အဖြေကတထေးကြီးရန်နိုင်တယောက်ကိုတွေးတွေစူပတ်သွားစေခဲ့ပါတယ်ခမရတခုခုတော့မားနေပြီထင်တာပဲခမရမိမကိုကျွန်တော်ကတွားရှင်းကတ်ခဲ့တာမဟုတ်ဘူးသူမကိုယ်တိုင်ကကျွန်တော်ကိုအရင်လာမြူဆွဲခဲ့တာလေဒီစကားကိုကြားလိုက်ရတဲ့ရန်နိုင်တယောက်ကဒေါသတွေအလိမ့်လိမ့်ထွက်လာပြီးဆွဲထိုးဖို့လုပ်ပါတယ်ဒါပေမဲ့မင်းခန့်ကလက်ကိုအတားအရတားလိုက်ပြီးကိုမိမဘာလို့ဒီလိုလုပ်ရတာလဲဆိုတော့ကိုယ့်ရဲ့အဖြစ်ကိုအရင်စဉ်းစားပါလားလူချင်းမင်းဆိုပြီးရန်နိုင်ရဲ့အချိုက်ကိုထိုးလိုက်ပါတယ်မင်းခန့်ရဲ့စကားကြောင့်အချိုက်ထိသွားတဲ့ရန်နိုင်တယောက်အိမ်ပြန်လာတာနဲ့တီတာရဲ့အခန်းထဲကိုဒေါသတကြီးဝင်လာပါတော့တယ်အဲ့ဒီအချိန်မှာတီတာကတော့ဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးပဲရှိနေခဲ့တယ်ရန်နိုင်ကတီတာနာကိုကတ်သွားပြီးမင်းငါကိုတိတ်ခါကြအောင်တမင်လုံနေတာလားဆိုပြီးဒေါသတကြီးမေးလိုက်ပါတယ်ဒါပေမဲ့တီတာကတော့နည်းနည်းလေးတောင်တုံလို့မသွားပဲရှင်ကိုယ်တိုင်ကရောကျမရဲ့ဂုံတိတ်ခါကိုထောက်ထားခဲ့ဘူးလားဆိုပြီးအေးဆက်ဆက်လေတံနဲ့ပြန်ပတ်လိုက်ပါတယ်ကို့အဖြစ်ကိုဖုံးကွယ်ရှင်တဲ့ရန်နိုင်ကယောက်ျားပြီးအတင်းအာရမအာနာပြပြီးတီတာကိုဖတ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တီတာကအတင်းတွန်းထုတ်လိုက်ပြီးရှင်ကိုယောက်ျားတယောက်လိုအတိမမပြုတ်ရှင်တော့ဘူးကျမကိုလာမထီနဲ့လို့ပြပြတတာပြောပြီးပါချလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ကုမ္ပဏီအတွက်အရေးကြီးတဲ့ညစာစားပွဲတစ်ခုရှိနေတာကြောင့်သူ့ရဲ့အထတွေကိုခဏခောက်ထားပြီးတီတာကိုလိုက်ခဲ့ပေးဖို့အကူအညီတောင်းရပါတော့တယ်တီတာကလည်းမငြင်းပဲကောင်းပြီလေတာဟာရှင်အတွက်ကျမနောက်ဆုံးလုပ်ပေးနိုင်တာပဲဆိုပြီးသဘောတူလိုက်ပါတယ်အဲ့ဒီနောက်ကွယ်မှာတီတာဟာဘာတွေကြံစီထားတယ်လဲဆိုတာရန်နိုင်တယောက်လုံးဝမတိခဲ့ပါဘူးညစာစားပွဲကိုတီတာတယောက်နဲ့သမီးလေးတစ်ပါးလိုလှပစွာရောက်လာပါတယ်ဒါပေမဲ့အဲ့ဒီမှာသူမကိုအမြဲတမ်းမနာလို့ဖြစ်နေတဲ့အတွင်းရင်မူမလေးရောက်လာပြီးနှစ်ယောက်ကြာကနင့်ကိုဂယုမမဆိုင်တာဆိုပြီးလာစော်ကားပါတော့တယ်တီတာကလည်းကောင်းကောင်းခံနေမဲ့ထဲမဟုတ်တဲ့အတွက်လက်ထက်ကဝိုင်ခွန်းနဲ့အဲ့ဒီမိမကိုပတ်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအတန်ကြားလို့ပြေးလာတဲ့ခင်မုန်းဖြစ်သူရန်နိုင်ကသူ့မိမကိုအကာအကွယ်မပေးတဲ့အပြင်တီတာမင်းတာပါလှုပ်လိုက်တာလဲဆိုပြီးလူပုံအလဲမှာអော်ငေါက်လိုက်ပါတော့တယ်ကိုယောက်ျားကိုယ်တိုင်ကတခြားမိန်းကလေးဘက်ကနေကာကွယ်ပေးနေတဲ့အခါတီတာတယောက်ဘလို့ချက်ရန်သွားမလဲရန်နိုင်ကိုရောဘလို့အဆုံးစွန်တိပညာပေးသွားမလဲဆိုတာနောက်ထပ်အပိုင်းမှာဆက်ကြည့်သွားဖို့ဗီဒီယိုကိုအသေးလေးပေးပြီး page ကိုလည်း follow လေးလုပ်သွားပေးပါအောင်နော်နောက်ထပ်စိတ်ဝင်စားစရာများကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ RLG Entertainment TikTok Facebook page YouTube channel တို့ကို like share and subscribe လေးလည်းနှိပ်ပြီးဝန်းရံအားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ